Hello အားလုံးမင်္ဂလာပါခင်ဗျာခုနောက်တဲ့ design တစ်အတွက်အထည်ညက်နေပါတယ်ခင်ဗျာဒီမှာ designer မမတော့လှုပ်ရှုပ်နေပြီခုချိန်မှာပွဲဒီဆောင်းကုံတို့ຫນွေကူးမှာပွဲတွေလည်းစက်တိုက်ဆိုသလိုရှင်လောင်းပွဲတို့တပေါင်းပွဲတို့လည်းနီးလာရင်နော်ဒီကြားမှာထည်လေးတွေမာရှင်နေဆိုလို့ရှိရင်ကျူတော့မာပါတယ်ခင်ဗျာအခုကျွန်တော်စဖြတ်တော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပါပဲဆက်ဆရာလဲကျွန်တော်ပဲပြာတာလဲကျွန်တော်ပဲတန်ရှင်းရေးလဲကျွန်တော်ပဲဒီနောက်မတော့တော့တွဲကောင်းစင်တော့တွဲကောင်းဆရာပေါ့ကိုင်းနေပြီတော့ဒီမှာဒါတောင်ပြဘောစီမတွဲတဲ့တာဟိုဒါတီးတက်နော်ဒီမဆိုရင်ကွာပင်နိုင်ချုပ်ပြီးနေရတော့ဒီမထေထောင်တောင်းတိတ်မကမှာချုပ်ပြီးနေရအိုးဘလို့ဆိုအခုကျွန်တော်တို့ညက်တဲ့ဟာဆိုရင်ဒါလက်ကားရောင်းတဲ့ဆိုင်ပေါ့နော်ဘယ်လိုဆိုဟိုလက်ကားတော့ရောင်းလို့ရတယ်ဆိုတော့လက်လီဆိုရင်ပြောနေတော့နော်ဒီဟိုဟာပေါ့ဒီချုပ်ရတယ်မဆလုံးဝအမခံချုပ်ပြီးနေတယ်ခင်ဗျာကျွန်တော်တို့နားကြတော့ဘလို့ဆိုရင်ဒီမှာဒီဇိုင်းလေးကိုယ်တိုင်လေးထုတ်တယ်နောက်ဆုံးလူတို့ကွဲဒီဘေးရှည်ထောက်တယ်ဘောနော်နောက်ဆုံးကိုနာထွက်တဲ့ဒီဇိုင်းကိုမှဟိုမလို့ရှင်ဘူးကိုပိုင်ဒီဇိုင်းပြန်ထုတ်မယ်ဆိုရင်လည်းဒါပုံစံလေးနဲ့ကိုတန်းလေးနဲ့ပို့လာပြီးတော့ကျွန်တော်တို့ကစိတ်ကြိုက်ဖြစ်အောင်ဖန်တီးပြီးလို့ရပါတယ်ခင်ဗျ။ဒါကခင်ဗျာတီလာလေးကြည့်ကြည့်ဒါတော့မိုးလို့ရှိရင်တဲ့မိုးပြည်တွေ့ဖြုံပြီးမှုလေးကိုအားပြီးပြီးတော့ခံစားပြီးအောင်နေတာမိုးပြည်နဲ့ကြည်ကြအောင်လာလားမကြည့်